နာတော်နှစ်2558ခုနှစ်ကောဇာတက္ကရာ1385ခုနှစ်တရညုလဇန်6ရက်2013ခုနှစ်အောက်တိုဘာလ10ရက်မန္တလေးမြို့ဒုတိယအကြိမ်မြောက်ဘုရားသုံးဆူမြတ်စွာဘုရားပွဲတော်ကြီးအကျိုးဓမ္မသဘင်အခမ်းအနား၌မန္တလေးမြို့ဦးချွန်ရှိန်တော်အေးမိဘနှစ်ပါးအမှုထား၍ဂရိဝေါစာအုပ်ဆိုင်မိသားစုတို့အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောအရှက်တရားနှင့်အကုသိုလ်ကိုတားခြင်းအကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုံပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပကောတိဟိပိယပမေယံကာလံကရွန်တော်အဋ္ဌိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမကာရုဏိကတတတယောနာထောဝိနိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအဋ္ဌိဒုက္ခရာနိဥစ္စာအသက်ချေလဲအင်္ဂါမိဒ္ဓကြီးမှသမိတာနှင့်တထာဇနီစွန်ငင်းကြီးဟုကျက်တိထဝေငါးသွဲအစုလွန်ခဲရင်တော်မူရောကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြုတ်ကိုအာထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေပြလုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍကျိန်ခါများစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏိကတတ္တဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာထိုးရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျုရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မဲ့သွေဖြစ်ပါစေတည်းအရှက်တရားနှင့်အကုသိုလ်ကိုတားဆီးခြင်းလောကမှာအရှက်တရားမရှိဘူးဆိုလို့ရှိရင်လူတွေရဲ့ဂုဏ်သိက္ခာတွေလည်းပျက်စီးပြီးတော့သွားတယ်အရှက်တရားမရှိဘူးဆိုရင်လူယဉ်ကျေးမှုတွေအလုံးဟာဆုံးရှုံးသွားနိုင်တယ်ဒါကြောင့်မို့လောကကြီးမှာအရှက်တရားဆိုတာရှိရသို့တော့အရှက်တရားဆိုတာဘာကိုအရှက်တရားခေါ်တာလဲလို့ဆိုတာတော့သိဖို့လိုတယ်ဓမ္မစကားမှာရောထွေးနေတာတွေရှိတယ်ပေါ့လူကြားတဲ့ထစကားမပြောရဲဘူးရှက်တတ်တယ်လူကြားတဲ့မသွားရဲဘူးရှက်တတ်တယ်အဲ့ဒီလိုအရှက်မျိုးကိုဆိုလိုတာမဟုတ်အဲ့ဒီအရှက်မျိုးကတတ္တိနဲတယ်လို့ခေါ်ရမှာဒီအရှက်ကဘယ်လိုအရှက်လဲဆိုရင်မဟုတ်တာပြောရမှာရှက်တယ်မဟုတ်တာလုပ်ရမှာရှက်တယ်လူယဉ်ကျေးမှုနဲ့ပတ်သက်တဲ့အလုပ်တွေလုပ်ရမှာရှက်တယ်ဆိုတဲ့ဒီရှက်တရားဘုရားမြတ်စွာကတော့ဟိရိယတိဟိရိယတပေနကာယဒုစရိတေနဝစီဒုစရိတေနမနောဒုစရိတေနလို့စိတ်ရဲ့အကျင့်စိုးလို့ဆိုတဲ့မနောဒုစရိုက်တွေ
အတွက်မနောဒုစရိတ်တွေကြောင့်စိတ်ထဲမှာရှက်တယ်မဟုတ်တာပြောရမယ်ဝစီဒုစရိုက်တွေအတွက်ရှက်တယ်မဟုတ်တာလုံးရမယ်ကာယဒုစရိုက်တွေအတွက်လည်းရှက်တယ်လို့ဒီလိုမကောင်းတဲ့အလုပ်တွေတွေးတောရမှာပြောဆိုရမှာကြံစီရမှာဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ရှက်တာကိုအရှက်တရားလို့ဒီနေရာမှာမှတ်ရတယ်လောကမှာရှက်เสียဆိုတာဟာကိုချင်းတရားပြပြမှုကလည်းပဲရှက်เสียပဲကိုချင်းတရားပြပြမှုကိုရှက်เสียလို့မြင်လာတဲ့ပုဂ္ဂိုလ်တယောက်ဟာကိုချင်းတရားမပြပြအောင်ထိမ့်သိမ်းဆော့ရှော့မှာကောင်းတာတွေကိုမလုပ်တတ်တဲ့ပုဂ္ဂိုလ်တွေကောင်းတာတွေလုပ်ချင်းမှရှောင်ကျဉ်နေတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲမကောင်းတဲ့အလုပ်ကိုလုပ်ရင်ရှက်เสียကောင်းတယ်လို့ပဲကောင်းတာမလုပ်ဘဲနေလို့ရှိရင်လည်းရှက်เสียကောင်းတယ်ဆိုတော့ကလူလောကမှာအများနားလဲတယ်လို့နားမလဲဘူးဆိုရင်လည်းရှက်เสียတခုပဲအများသိတယ်လို့မသိဘူးဆိုရင်လည်းရှက်เสียပဲအများတောင်လုံနိုင်တဲ့ကောင်းတဲ့အလုပ်ကလေးတွေတောင်မလုံနိုင်ဘူးဆိုလို့ရှိရင်လည်းတစ်ဖက်ကရှက်เสียပဲဒီလိုဆိုလိုတာပေါ့အဓိကရှက်เสียဆိုတာတော့မကောင်းတဲ့အကုသိုလ်စိတ်တွေမိမိတဏ္ဍာမှာဖြစ်ရမှာရှက်ရမကောင်းတဲ့စိတ်ဓာတ်တွေမွေးရမှာရှက်ရမဟုတ်တာလုပ်ရမှာရှက်ရမယ်မဟုတ်တာပြောတာကိုရှက်ရအဲ့ဒီအရှက်တရားရှိမှလူတွေရဲ့ကြီးပွားတိုးတက်မှုဆိုတာဖြစ်နိုင်တယ်အရှက်တရားဆိုတာအကျိုးပြုတဲ့နေရာမှာအမြဲတမ်းတန်ဖိုးရှိတယ်ဘုရားမြတ်စွာကဟိရိနဲ့ဥဒ္ဒပအရှက်နဲ့အကြောက်ဒီတရားနှစ်ခုကိုလောကပါဠလောကကြီးကိုထိမ့်သိမ်းဆောက်ရှောက်တဲ့တရားလို့ဒီလိုဟောထားတဲ့အပြင်မှာသုက္ကဓမ္မလူလောကကြီးကိုဖြူစင်စေနိုင်တဲ့လောကကြီးအညစ်အကြေးတွေကကင်းပြီးတော့တန်ရှင်းဖြူစင်စေတဲ့တရားလို့ဒီလိုလဲဟောထားတယ်လောကကြီးတစ်ခုလုံးလူသားတွေဟာအရှက်ကင်းမဲ့သွားပြီဆိုလို့ရှိရင်အလို့လျောက်human dignity ဆိုတာကြာဆင်းသွားပြီနောက်ဆုံးမှာတိရစ္ဆာန်အဆင့်မျိုးရောက်သွားတယ်တိရစ္ဆာန်ဆိုတာအရှက်မရှိလို့တိရစ္ဆာန်ဖြစ်သွားတယ်အဲ့တော့တိရစ္ဆာန်ဖြစ်နေတဲ့သတ္တဝါတွေဟာလည်းရှက်ရမှန်းလည်းမသိဘူးကြောက်ရမှန်းလည်းမသိဘူးမဟုတ်တာလို့ရင်ရှက်ရမှန်းကြောက်ရမှန်းလူဆိုတာသိရတယ်ပေါ့အဲ့ဒါလို့မသိတော့ဘူးဆိုလို့ရှိရင်လူလောကကြီးကတိရစ္ဆာန်လောကနဲ့တူသွားနိုင်တယ်လို့မြတ်စွာဘုရားကလောကပါဠသုတ်တံဟာဒီလိုဟောထားတယ်ဒါကြောင့်မို့အရှက်တရားဆိုတာအမတမအရေးကြီးတယ်ပါဠိလိုပြောမယ်ဆိုရင်တော့ဟိရိတရားလို့ဒီလိုပြောတာဟိရိဆိုတာရှက်တယ်လို့လည်းအဓိပ္ပာယ်ပြန်လို့ရတယ်နောက်တစ်ခုကဒီမကောင်းတာလုပ်ရမှာကိုယွံမုန်းတယ်လို့လည်းအဓိပ္ပာယ်ပြန်လို့ရဆက်ဆုပ်တယ်ယွန်းတယ်အဲ့တော့မဟုတ်တာလုပ်ရမှာစိတ်ထဲမှာမတည်ဘူးယွန်းနေတဲ့ပုဂ္ဂိုလ်တယောက်ဟာမဟုတ်တာဘယ်တော့မှမလုပ်ဘူးတဲ့မဟုတ်တာကနေရှောင်ကျင်တယ်အဲ့တော့တရားတစ်ခုဟာလူသားတွေအတွက်မကောင်းတဲ့အမှုတွေကရှောင်ကျင်ဖို့အတွက်အင်မတန်မှအရေးပါတဲ့အကြောင်းတစ်ခုလို့ဒီလိုမှတ်သားကြရအောင်ဒါကြောင့်မို့လို့ကိုယ်တဏ္ဍာကိုစမ်းစစ်ကြည့်ရမယ်ငါမဟုတ်တာကိုတွေးရမှရှက်တဲ့လူဟုတ်ကဲ့လားမဟုတ်တာပြောရမှရှက်တဲ့လူဟုတ်ကဲ့လားမဟုတ်တာလုပ်ရမှရှက်တဲ့လူဟုတ်ကဲ့လားကိုယ့်ကိုစမ်းစစ်ပြီးတော့ကြည့်ရစမ်းစစ်ကြည့်ပြီးတော့လောကမှာလူယဉ်ကျေးမှုနဲ့ဆန့်ကျင်တဲ့လုပ်ရတဲ့ဟာရှက်เสียလုပ်တယ်လို့ပဲခြုံငုံပြီးတော့ပြောလို့ရမြတ်စွာဘုရားကတော့အဓိကအပြစ်ရှိပြီးတော့ဆင်းရဲတဲ့အကျိုးကိုပေးနိုင်တဲ့အကုသိုလ်အမှုတွေမှန်တယ်ဗျာရှက်เสียတွေပဲလို့ဒီလိုဟောတာအဲ့ဒီရှက်เสียတွေကနေပြီးတော့ရှောင်ကျင်ရမှာလို့ဒီလိုပြောတာပါအဲ့တော့လူစည်းကမ်းကိုဖောက်ပြတာလည်းပဲရှက်เสียပဲဥပဒေတစ်ခုချိုးပေါက်တာလည်းရှက်เสียပဲလောကမှာဒီအများလိုက်နာရမယ့်ဥပဒေတစ်ခုဟာကိုယ်ကမလိုက်နာဘူးသို့မဟုတ်လိုက်နာရမှန်းတော့မသိဘူးဆိုလို့ရှိရင်ရှက်เสียကောင်းတာပဲဒါလည်းပဲအဲ့တော့ဘယ်အရာပဲဖြစ်ဖြစ်မသိဘူးဆိုတာမရှိရလေအောင်သိအောင်ကြိုးစားအထောက်ဖို့လိုအပ်တယ်ပေါ့
လူဆိုတာအတိုင်းအဝိုင်းနဲ့နေကြတာဖြစ်တယ်လူတွေမှာလူ society ရှိတယ်ရက်ွက်တစ်ခုမှလည်းပဲရက်ွက်စီကံဆိုတာရှိတယ်ရွာတစ်ခုမှလည်းရွာစီကံဆိုတာရှိတယ်မြို့နယ်တစ်ခုမှလည်းပဲမြို့စီကံဆိုတာရှိတယ်မိသားစုအတွင်းမှာတောင်မှပဲမိသားစုစီကံဆိုတာရှိတယ်အဲ့ဒီစီကံတွေကိုချိုးဖောက်ရမှာလဲရှက်တယ်ဆိုတာရှိဖို့လိုအပ်တယ်ပေါ့အဲ့ဒါလို့အများသဘောတူထားတဲ့ကတိကဝတ်တို့စီကံတို့ဒီကိုဝန်ခံကတိပြုထားတာတို့ချိုးရဖောက်ရမှာဒါတွေကလည်းပဲရှက်ရမယ့်အရာတွေပဲဖြစ်တယ်ဘုရားလောင်းနေကြတော့ဒါကြောင့်မို့လို့ဂတိအမတန်မှတည်တယ်သုတ္တတော်မမင်းကြီးဟာပောရိတာရနဲ့တွေ့တဲ့အချိန်လေးမှာမတွေ့ခင်လေးသူဂတိပေးထားခဲ့တဲ့ပုံနာတူနဲ့တွေ့ပြီးတော့သူစီကတရားနာဖို့အချိန်လေးတစ်ခုရှိတယ်အဲ့ဒါပောရိတာရလက်ထဲရောက်သွားတဲ့အခါကျတော့အဲ့ဒီဂတိပြတ်မှဆုံးလို့ပောရိတာရကိုဂတိပေးပြီးတော့အဲ့ဒီပုံနာနဲ့ပြန်ပြီးတော့တွေ့ခွင့်တောင်းတယ်ဘုရားလောင်းတွေကဂတိပြတ်ရမှာအလွန်ရှက်တယ်ဒါကြောင့်မို့လို့သူဂတိအတိုင်းသူလှုပ်ရှားရှိတာဆက်ပြီးတော့လှုပ်တယ်ပောရိတာရစီပြန်လာမယ်လို့ဝန်ခံခဲ့တဲ့ဂတိကိုလည်းမဖြတ်ဘူးသိချင်းသိပါစေပြန်သွားမယ်ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့ကိုပြောထားတဲ့စကားတစ်ခုကိုမဖြတ်ကြဘူးအဲ့ဒါလည်းပဲအရှက်တရားပဲအရှက်တရားရှိလို့ရှိရင်ကိုပြောထားတဲ့စကားတစ်ခုကိုလည်းဘယ်တော့မှမဖြတ်ဘူးတဲ့အဲ့တော့လောကမှာအချင်းချုပ်ပြောရမယ်ဆိုရင်အကုသိုလ်ဖြစ်မဲ့အတွေးတွေအကုသိုလ်ဖြစ်တဲ့အပြောတွေအကုသိုလ်ဖြစ်တဲ့အလုပ်တွေဒုစရိုက်မှုတွေဆိုတာလောကမှာရှက်စရာကောင်းတာတွေဖြစ်လို့အရှက်တရားနဲ့ဒါတွေမဖြစ်အောင်ထိမ့်သိမ်းဆော့ရှောက်ကြရမယ်လူယဉ်ကျေးမှုကိုဖောက်ဖျက်လို့ရှိရင်လည်းရှက်စရာကောင်းတယ်အများသဘောတူထားတဲ့ကတိကဝတ်ကိုလည်းချိုးဖောက်လို့ရှိရင်ရှက်စရာကောင်းတယ်ဒါကြောင့်မို့အဲ့ဒါကိုလည်းပဲအရှက်တရားနဲ့ပဲဂရိမချိုးမိဖို့အများသဘောတူထားတဲ့စည်းကမ်းတွေလိုက်နာဖို့ဆိုတာတွေကလည်းအရှက်တရားနဲ့ပဲပြန်ပြီးတော့ထိရဒါကြောင့်လို့ဒီအရှက်တရားဆိုတာမကောင်းတာတွေကိုဖယ်ရှားပြီးတော့ကောင်းတဲ့အလုပ်တွေကိုလုပ်မိဖို့ရာအတွက်အင်အားကြီးမားတဲ့အရာတစ်ခုဖြစ်တယ်မြတ်စွာဘုရားရဲ့စကားနဲ့ပြောမယ်ဆိုလို့ရှိရင်နော်ဒီအရှက်တရားကိုယ်တဏ္ဍာမှာရှိနေသမျှကာလပတ်လုံးအကုသိုလ်တွေမဖြစ်နိုင်ဘူးတဲ့အရှက်တရားမရှိတော့ဘူးဆိုလို့ရှိရင်အကုသိုလ်တွေဖြစ်လာမယ်လို့ဒီလိုသမာပတ္တိသုတ်တံမှာဟောထားတာအရှက်မဲ့သွားလို့ရှိရင်အကုသိုလ်တွေဟာဝင်လာလိမ့်မယ်အရှက်ရှိနေသမျှကာလပတ်လုံးအကုသိုလ်တွေမဝင်လာဘူးလို့လောကအယောင်းဝယ်ကိစ္စမှာပဲဖြစ်စေလူမှုရေးကိစ္စမှာပဲဖြစ်စေနော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့လိုက်နာရမယ့်အချက်တွေကိုမလိုက်နာဘူးပြက်ကွက်မယ်ဆိုရင်ရှက်เสียဖြစ်တယ်အဲ့ဒီရှက်เสียတွေကိုရှက်ရမှန်းသိပြီးတော့အရှက်တရားနဲ့မိမိကိုယ်ကိုထိမ့်သိမ်းဆောက်ရှောက်တာအမတန်မှကောင်းတယ်တကယ်ကိုလူယဉ်ကျေးမှုတဲ့တာလွန်နဲ့တကယ်လူတော်လူကောင်းအဆင့်ကိုဟောဒီအရှက်တရားကပို့ဆောင်ပေးနိုင်ပါတယ်လို့ဒီလိုမှတ်သားနားလည်ကြရမှာဖြစ်တယ်ပေါ့အဲ့တော့ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်ကိုယ့်ကိုဆိုပါစို့ကလေးတွေကျောင်းသားသူငယ်တွေပဲကြည့်အောင်ကလေးတွေမှာပညာသင်နေကြတယ်မိမိတို့ရဲ့အတန်းသင်မောသင်ဘက်တွေရှိတယ်ရှိလာတဲ့အခါမှာကြိုးစားကြအဲ့လိုကြိုးစားတဲ့အခါမှာအေးငါရဲ့တန်ငယ်ချင်းတွေကအောင်ပြီးတော့ငါမအောင်ဘူးဆိုရင်ရှက်ရမှာဟောအဲ့လိုရှက်တက်ပြီးတော့ကြိုးစားမယ်ဆိုလို့ရှိရင်လေအောင်မြင်မှုဆိုတာကိုရနိုင်ဒါကြောင့်မို့လို့သူများနေတူမအောင်မှရှက်ခြင်းဟာလည်းပဲသံဝဲအောင်ခြင်းရဲ့အကြောင်းသို့မဟုတ်ပညာတတ်ခြင်းရဲ့အကြောင်းတစ်ခုပဲဖြစ်တယ်သူများတွေစီးပွားဥစ္စာတွေတိုးတက်တယ်ငါမှစီးပွားဥစ္စာတွေမတိုးတက်ဘူးဆိုလို့ရှိရင်လေဒါလည်းပဲရှက်ရမှာပဲလို့ဆိုပြီးတော့အရှက်တရားနဲ့ပဲကိုယ့်ကိုယ်ထိမ့်သိမ်းသွားကြမှာဖြစ်တယ်လောကမှာသူတစ်ပါးတွေကြီးပွားတိုးတက်သွားရတဲ့နဲ့ငါမကြီးပွားဘူးဆိုရင်လေဒါလည်းရှက်เสียရပဲအဲ့ဒီရှက်เสียရဆိုတာကိုသိပြီးတော့
မရှက်ရလေအောင်တိုးတက်ကြီးပွားအောင်ကြိုးစားအထောက်နိုင်တယ်ဒါကြောင့်မို့လို့ဟောဒီအရှက်တရားဆိုတာလူလောကလူသားတွေကြီးပွားတိုးတက်မှုအတွက်အရေးပါတဲ့စွမ်းအားတစ်ခုပဲလို့ဒီလိုမှတ်ယူကြတာပေါ့နော်ဒီလိုမှတ်ယူကြတရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်လေအေးကိုယ်နဲ့အပေါင်းအသင်းမိတ်ဆွေတွေတရားဓုရသွားတယ်တရားတွေသိတယ်ငါမှမသိဘူးဆိုရင်ရှက်စရာလို့သတ်မှတ်ပြီးတော့ကိုယ်လည်းသိအောင်ကြိုးစားဖြစ်သွားဒီလိုဆိုလို့ရှိရင်လူဟာတဖြည်းဖြည်းနဲ့အထက်တန်းဘက်ကိုဥလှည့်ပြီးတော့သွားတာအဲ့ဒါကြောင့်မို့လို့ဟိရိဆိုတဲ့ဒီအရှက်တရားဟာကောင်းကျိုးချမ်းသာတွေကိုပို့ဆောင်ပေးတဲ့နေရာမှာအစွမ်းထက်တယ်မြတ်စွာဘုရားသခင်ကိုရမြတ်ကိုယ်တိုင်ကဟောထားတဲ့ဒေသနာတော်မှာလည်းပဲဒီစကားတွေရှိတယ်ပေါ့ဓမ္မပဒပါဠိတော်မှာမြတ်စွာဘုရားဟောထားတယ်ဟိရိနိတေတောပုရိသောလောကလူသားတယောက်အနေနဲ့ကိုယ့်ကိုအရှက်တရားနဲ့မဟုတ်တာမလုပ်မိအောင်ထိမ့်သိမ့်ရမယ်တားမြစ်ရမယ်လို့ဆိုအရှက်နဲ့တားတယ်ပေါ့လောကလူတွေဆိုတာအရှက်မရှိရင်မဟုတ်တာလုပ်တော့တာပဲဒါကြောင့်မို့လို့အရှက်နဲ့တားရမယ်မကောင်းတဲ့လမ်းမရောက်အောင်အရှက်နဲ့တားရမယ်ဒါကိုပြောတာဟိရိနိတေတောပုရိသောကောစီလောကသမိဝိသတိလောကမှာအရှက်နဲ့တားပြီးတော့ကောင်းကျိုးချမ်းသာရသွားတဲ့ပုဂ္ဂိုလ်တွေလောကမှာရှိတယ်တဲ့ယောနိဋ္ဌံအပဘောဓေတိအတ္တောဗတ္တရောကတာမိဝထင်ရှားတဲ့ဥပမာလေးတစ်ခုပေးထားတယ်အင်မတန်မှလိမ္မာပန်းတဲ့မြင်းတစ်ကောင်ဟာကြာဖို့နဲ့အရိုက်တို့အတို့တို့အထီတို့မခံဘူးကိုယ့်ကိုရိုက်မယ်ဆိုတာကိုရှက်လို့သူကဘယ်တော့ပဲဖြစ်ဖြစ်သူလောက်ရမယ့်ဟာကိုတက်တက်ကြွကြွလှုပ်ဆောင်တယ်လို့ဒီလိုပြောတာမိမိကိုမြင်းစည်းတဲ့ပုဂ္ဂိုလ်ကသို့မဟုတ်မြင်းထားမောင်းသူကဘာကိုလှုပ်စေချင်တာလဲဆိုတာအဲ့ဒီအာဇာနည်မြင်းတစ်ကောင်ဟာကောင်းကောင်းကြီးနားလည်ထားတယ်နားလည်ထားသည့်အတွက်ကြောင့်တပြာရိတ်ကလေးမြင်တာနဲ့သူလုံးရမယ့်အလုပ်ကိုရွေ့ချင်ချင်လုပ်သွားတယ်အဲ့ဒါလိုပဲသူတော်ကောင်းစိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်ဟာအရှက်နဲ့ပဲတားရမယ်မဟုတ်တာလုပ်ဖို့တွေးမိလာတယ်အေးဒါလူသိရင်ရှက်စရာကြီးပဲဆိုဟောအရှက်နဲ့တားလိုက်ပြီးမဟုတ်တာမလုပ်တော့ဘူးပါဇက်ကမဟုတ်တာပြောဖို့တွေးမိလာတဲ့အခါမှာလည်းပဲအရှက်နဲ့တားလိုက်တယ်ငါပြောတဲ့စကားလူကြားသွားရင်ရှက်စရာကြီးပဲဆိုဟောအရှက်နဲ့တားမပြောပြတော့ဘူးအလုတ်နဲ့ပတ်သက်လာတဲ့အခါဒီအလုတ်ပြန်ကလုတ်ပြီးလို့ရှိရင်အရှက်တကွဲအကျိုးနဲ့ဖြစ်တော့မှာပဲလို့တွေးပြီးတော့အရှက်နဲ့တားလိုက်တဲ့အခါကျတော့မဟုတ်တဲ့အလုတ်လည်းမလုပ်ပြီးတော့ဘူးလို့ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့အရှက်နဲ့မကောင်းတဲ့အရာတွေကိုမိမိတဏ္ဍာမှာမရောက်အောင်သို့မဟုတ်မကောင်းတဲ့အတွေးတွေမတွေးမိအောင်မကောင်းတဲ့အပြောတွေမပြောမိအောင်မကောင်းတဲ့အလုပ်တွေမလုပ်မိအောင်အရှက်နဲ့တားပါလို့ဒီလိုပြောတာပေါ့နော်အဲ့ဒါဟာလောကမှာဒီလူရင်ခြေဖြစ်ုံများမကတကယ်ကိုလူတော်လူကောင်းအဖြစ်သို့ရောက်သွားနိုင်ပါတယ်ပေါ့ဒီလိုဆိုလိုတာပေါ့အဲ့ဒီမှာမြတ်စွာဘုရားကအသောယထာဗတ္တရောကတာနိဝိထောတပြားလေးကြပုတ်ကလေးဝင်လိုက်တာနဲ့ပဲအာဇာနည်မြင်းဆိုတဲ့မြင်းကောင်းဟာနားလဲတယ်ဘာလို့ရမယ်ဆိုတာသိတယ်မြင်းရှင်ကမြင်းစည်းတဲ့လူကဘာခိုင်းတယ်ဆိုတာသူသဘောပေါက်တယ်အဲ့ဒီသဘောပေါက်သည့်အတွက်ကြောင့်သူ့ကိုနောက်ထပ်အတို့အထိအရိုက်မခံရအောင်အမြဲတမ်းဒီအသင့်အနေထားမှာသူကရှိနေကြိုးစားတယ်အဲ့ဒါလိုပဲတဲ့သူတော်ကောင်းပုဂ္ဂိုလ်တွေဟာအာတာပိနောတံဝေခိနောဘဝထကြိုးစားအားထုတ်ရမယ်လောကမှာမကောင်းတဲ့အမှုတွေကိုဟိရိနဲ့ရှက်နဲ့တားပြီးတော့ကြိုးစားအားထုတ်အောင်အဲ့တော့ကြိုးစားအားထုတ်ဆိုတာဘယ်လိုအားထုတ်တာကိုပြောတာလဲလို့ဆိုရင်လူတော်လူကောင်းဖြစ်ဖို့အတွက်ကြိုးစားအားထုတ်ရမယ်ဒီလိုဆိုတော့စီးပွားရေးနဲ့ပတ်သက်လည်းပဲကြိုးစားအားထုတ်တာကြိုးစားအားထုတ်မှုတွေကအများကြီးပဲရှိတယ်အဲ့တော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့လေကြိုးစားအားထုတ်ရမှာပဲ
လူမှုရေးနဲ့ပတ်သက်ပြီးတော့လဲကြိုးစားအထောက်အမှာပဲမိသားစုအရေးနဲ့လည်းပတ်သက်ပြီးတော့လဲကြိုးစားအထောက်အမှာပဲရရေးရွာရေးနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့လဲကြိုးစားအထောက်အမှာပဲပေါ့သို့တော့တရားဓမ္မနဲ့ပတ်သက်တဲ့ကြိုးစားမှုကြဘာကိုဆိုလိုတာတုံးလို့ဆိုတော့မိမိတဏ္ဍာမှာမကောင်းတဲ့စိတ်ဓာတ်တွေဝင်မလာရအောင်ကြိုးစားတယ်မကောင်းတဲ့စိတ်ဓာတ်တွေဒီစိတ်ဓာတ်တွေငါတဏ္ဍာမှာမဖြစ်စေရဘူးဖြစ်မလာရအောင်ကြိုးစားရဆုတ်ပိတ်ရဒီလိုဆိုလိုတာပေါ့ကဲမတော်တဆဖြစ်လာပြီဆိုလို့ရှိရင်လေဖယ်ရှားပြစ်ဖို့ကြိုးစားရလောကမဖြစ်ခင်ကလည်းကြိုတားရမယ်ဖြစ်လာတဲ့အခါလည်းဖယ်ရှားရဥပမာမယ်တစုံတစ်ခုသောကိစ္စကြောင့်ဒေါသဖြစ်လာမယ်ဆိုရင်ဒေါသမဖြစ်ရအောင်ကြိုတင်ပြီးတော့ဆုတ်ပိတ်ရဆုတ်ပိတ်လို့မနိုင်လို့ဒေါသဖြစ်လာပြီဆိုလို့ရှိရင်လည်းဖယ်ရှားပြစ်ဖို့ကြိုးစားရမယ်ဒီလိုဆိုလိုတာပေါ့နော်ကိုယ်တဏ္ဍာမှာမကောင်းတဲ့စိတ်တွေမတွေးမိအောင်တွေးလာပြီလို့ရှိရင်လည်းရှေ့ဆက်ပြီးတော့မဖြစ်အောင်ဆုတ်ပိတ်ခြင်းဖယ်ရှားခြင်းဆိုတဲ့အလုပ်ကိုတတိကြီးစွာထားပြီးတော့ကြိုးစားအထောက်အောင်အဲ့ဒါကိုအာတာပလို့ခေါ်တယ်ကြိုးစားအထောက်မှုအဲ့ဒီလိုကြိုးစားအထောက်မှုရှိရမယ်ဒါကမကောင်းတဲ့ဘက်ကနေပြီးတော့မဖြစ်ရလေအောင်မကောင်းတာတွေမဖြစ်ဖို့ကြိုးစားအထောက်မှုဒါတွေနဲ့ပြီးလာလဲဆိုမပြီးသေးဘူးအကောင်းနဲ့အဆိုးဆိုတာတွဲနေတယ်အဆိုးကိုဖယ်ရှားလိုက်ရုံနဲ့အကောင်းဆိုတာမရသေးဘူးဒါကြောင့်မို့အကောင်းရဖို့အတွက်ကြိုးစားရအောင်မှဖြစ်တယ်အကောင်းရဖို့ကြိုးစားရမှာကတော့ကုသိုလ်တရားတွေမဖြစ်သေးဘူးဆိုရင်ကုသိုလ်ဆိုဒီမှာအပြစ်ကင်းတဲ့သဘာဝတရားတွေစိတ်နေသဘောထားတွေအပြစ်ကင်းတဲ့ကုသိုလ်တရားတွေမဖြစ်သေးဘူးဆိုလို့ရှိရင်ဖြစ်အောင်ကြိုးစားဒါတက္ကန့်ဖြစ်လာပြီးတဲ့ကုသိုလ်တရားတွေကိုလည်းထပ်မံတိုးပွားလာအောင်ကြိုးစားရမယ်ဟောအကောင်းဘက်ကကြိုးစားမှုနှမျိုးအဆိုးကိုဟန်တားဖို့ကြိုးစားမှုကနှမျိုးအကောင်းကိုရရှိမှုကြိုးစားမှုကနှမျိုးလို့အဲ့ဒီကြိုးပမ်းအထောက်မှု၄မျိုးကိုဒီနေရာမှာအာတာပကြိုးစားအထောက်မှုလို့ဒီလိုဆိုလိုတာမြတ်စွာဘုရားအဲ့ဒါကိုပဲမြတ်စွာဘုရားကသမ္မပဋ္ဌာနာမှန်ကန်သောကြိုးပမ်းအထောက်မှုလို့ဒီလိုဆိုမှန်ကန်တယ်ဆိုတာဘာအတွက်မှန်ကန်တာလဲလို့ဆိုရင်နိဗ္ဗာန်ရဖို့အတွက်မှန်ကန်တယ်သူတော်ကောင်းဖြစ်ဖို့အတွက်မှန်ကန်တယ်ကောင်းကျိုးချမ်းသာတွေရဖို့အတွက်မှန်ကန်တယ်လို့ဒီလိုမှန်ကန်တယ်ဆိုတာဒါကိုဆိုလိုတာပေါ့အဲ့ဒါကိုပဲမဂ္ဂင်၈ပါးတဲ့ကြတော့သမ္မာဝါယာမလို့ဒီလိုဟောတာဒီနေရာမှာတော့အာတာပလို့မြတ်စွာဘုရားကဟောတယ်အဲ့ဒီအာတာပဆိုတဲ့လုံလဝီရိယဟာလည်းပဲအရှက်တရားနဲ့မကြိုးစားလို့ရှိရင်ငါဟာအောက်ကျနောက်ကျလည်းဖြစ်နိုင်တယ်ဘယ်တော့မှလည်းဝဆင်းရလွတ်မှာမဟုတ်ဘူးအများတွေကကြိုးစားအထောက်သွားကြတယ်ငါမကြိုးစားဘူးဆိုရင်လောကအလယ်မှာရှက်စရာကြီးပဲလို့ဟောအရှက်တရားနဲ့ကြိုးစားမှုဝီရိယကိုမြင့်တင်ပေးရမှာဖြစ်တယ်ပေါ့ဒီလိုဆိုလိုတာပါဟောနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင် तू ကအာတာပိနောတံဝေခိနောဘဝထတံဝေခဆိုတာစိတ်ရဲ့ထိတ်လန့်တုန်လှုပ်မှုကြောက်လန့်မှုကိုဆိုလိုတယ်အရှက်တရားဆိုတာဟိရိအကြောက်တရားဆိုတာဥတ္တပကြောက်တယ်ဆိုတာတစေကြောက်တာတို့ဘေးရန်ကြောက်တာတို့အဲ့ဒီအကြောက်တွေကဒေါသလို့ခေါ်တယ်ဒီနေရာမှာကြောက်တယ်ဆိုတာအပြစ်ဖြစ်မှာကြောက်တာမကောင်းတဲ့စိတ်တွေကိုယ်တဏ္ဍာမှာပေါ်လာမှာကြောက်တာမကောင်းတဲ့စကားတွေပြောမိမှာကြောက်တာမကောင်းတဲ့အလုပ်တွေလုပ်မိမှာကြောက်တာမကောင်းတဲ့အလုပ်တွေကြောင့်အကျိုးဆက်တွေဖြစ်ပေါ်လာမှာကြောက်တာလို့နောက်တစ်ခါမဟုတ်တာလုပ်သည့်အတွက်ကြောင့်လူတကာကကဲ့ရဲ့မှာကြောက်တာအဲ့ဒီအကြောက်တရားတွေကတော့ကောင်းတဲ့ဘက်ကိုဥတည်ပြီးတော့သွားတာဖြစ်တယ်ပေါ့ဒါကြောင့်မို့အဲ့ဒီအကြောက်တရားဆိုတာလည်းရှိရအဲ့ဒီအကြောက်တရားကိုဒီနေရာမှာတံဝေခလို့ခေါ်တယ်တံဝေခဆိုတာဉာဏ်ပါတဲ့ဥတ္တပကိုတံဝေခလို့ပြောတာအသိဉာဏ်ပါတဲ့ဥတ္တပကြောက်လန့်မှု
အသိဉာဏ်မပါဘဲနဲ့ကြောက်တဲ့ဟာမျိုးမဟုတ်အောင်အသိဉာဏ်ရှိအောင်ဆိုပါစို့ကြောက်เสียဆိုလို့တန်ဝေကဖြစ်เสียဆိုလို့ရှိရင်ဘာတွေတန်ဝေကဖြစ်ရမလဲကိုယ့်ကိုယ်ဆင်ញင်သုံးသပ်ပြီးတော့ကြည့်တယ်။အိုခြင်းတရားနဲ့ရှင်ဆိုင်တွေ့တဲ့အခါမှာလူတယောက်လူအိုလူမဲဘိုးဘွားတွေကိုတွေ့တဲ့အခါမှာကိုယ်စိတ်ထဲမှာကြောက်လန့်မှုဆိုတာဖြစ်စေရဘယ်လိုကြောက်လန့်မှုဖြစ်စေလဲ။အော်ငယ်တုန်းကငယ်ရုပ်ငယ်ရည်တွေသူမရှိတော့ဘူး။အခုဟာအိုမင်းပြီးတော့သွားပြီ။အသားရည်တွေကလည်းတွန့်တယ်။ဆံမင်းတွေကလည်းဖြူတယ်။သွားတွေလည်းကျိုးတယ်။အားတွေလည်းဆုပ်ယုပ်သွားတယ်။ငယ်ငယ်တုန်းကအလှအပတွေဆိုတာတခုမှမကြံတော့ဘူး။အိုမင်းချင်းဟာအမြဲတမ်းကြောက်เสียကောင်းပါလားဒီအိုခြင်းသဘောတရားဟာလဲငါလဲမကြော်နိုင်သေးဘူးဒီနေ့ကျတော့ငါလဲအိုရအောင်ပါပဲလို့ဆိုတဲ့တန်ဝေကထိတ်လန့်ကြောက်ရွံ့တဲ့စိတ်မျိုးကိုယ်တဏ္ဍမှာဖြစ်စေရမယ်အဲ့ဒါလို့ဖြစ်ချင်းဖြင့်ဘယ်လိုအကျိုးရှိတုံးဆိုအော်ငါငယ်သေးတယ်ဆိုပြီးတော့မကောင်းမှုအကုသိုလ်တွေလုပ်တဲ့စိတ်ဓာတ်မျိုးတွေမပေါ်တော့တန်ဝေကနဲ့အကုသိုလ်ကိုတားလို့ရသွားတယ်တခါဆေးရုံဆေးကန်းသွားတဲ့အခါဆွေတွေမျိုးတွေတဲကဆေးရုံတက်တဲ့အခါလူနာတွေကိုတွေ့လိမ့်ငါခန္ဓာကိုယ်ကြီးကလည်းနာရတဲ့သဘောရှိတယ်ငါတို့လည်းဒီလိုယောဂဖြစ်မှုကနေပြီးတော့မရှောင်လွဲနိုင်ဘူးလို့ဆိုတဲ့ကြောက်လန့်တဲ့အတွေးမျိုးကိုယ်တဏ္ဍမှာဖြစ်เสียဖြစ်လာလို့ရှိရင်ကျမ်းမာနေတာကိုအလွဲအသုံးချပြီးတော့မကောင်းမှုအကုသိုလ်တွေမလုပ်ဖြစ်တော့ဘူးပေါ့အနှုတ်လို့ဆိုရင်ကျမ်းမာတယ်ငါတို့မှာဘာယောဂမှမရှိဘူးဆိုပြီးတော့ကျမ်းမာမှုကိုအခြေခံပြီးတော့မန်တက်လာတယ်ပေါ့အဲ့ဒီဟာကိုအာရောကျမထလို့ခေါ်တယ်အဲ့ဒီမန်တက်လာမှုသည်အကုသိုလ်ဖြစ်ဖို့အတွက်လမ်းကြောင်းပဲပေါ့ဒါကြောင့်မို့လို့အာရောကျမထဆိုတဲ့ကျမ်းမာမှုမတက်အောင်ဒီဟာကိုနှလုံးသွင်းဆင်ခြင်ပြီးတော့ပေးရတယ်လို့ဒီလိုပြောတယ်နောက်သေဆုံးတဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့တဲ့အခါမှာလည်းပဲဩသူသာသေတာမဟုတ်ဘူးငါလည်းပဲသေခြင်းသဘောတရားရှိတယ်သေခြင်းသဘောတရားကိုငါလည်းမလွန်မြောက်နိုင်သေးဘူးလို့အခုလို့သေခြင်းတရားနဲ့ပတ်သက်ပြီးတော့လည်းပဲကိုယ်စိတ်တွေဟာဒီသေခြင်းကိုကြောက်လန့်မှုဆိုတဲ့စိတ်ဖြစ်လာအဲ့ဒါလို့ဖြစ်လာခြင်းအပြင်ငါမသေဘူးငါအသက်ရှင်တယ်အသက်ရှိတယ်ဆိုတဲ့အပေါ်အတွေးတွေဝင်ပြီးတော့ဇီဝိတမဒလို့ခေါ်တဲ့အသက်ပေါ်မှာမန်ရစ်နေတာမျိုးဖြစ်လာလို့ရှိရင်မကောင်းတဲ့အလုပ်တွေလုပ်မိတတ်တယ်တဲ့ဒါကြောင့်မို့လို့တန်ဝေခဆိုတဲ့အကြောင်းတရားနဲ့အကုသိုလ်တွေမဖြစ်အောင်ထိမ့်သိမ်းစောင့်ရှောက်ရမယ်လို့မြတ်စွာဘုရားဒီလိုပြောတာလောကမှာလူဆိုတာအကုသိုလ်လုပ်ဖို့ကအလွန်လွယ်တယ်စိတ်ဓာတ်ကိုလည်းအမြဲတမ်းပဲအကုသိုလ်ဘက်ကိုလဲနေတယ်အကုသိုလ်ဘက်ကိုညွတ်နေတယ်ပပတ္တမေရမတိမနောလို့ဆိုတဲ့အထဲမကောင်းတဲ့အလုပ်မှာစိတ်ကပျော်မွေ့တတ်တယ်အလွယ်တကူလုံနိုင်တတ်တယ်ဒါကြောင့်အဲ့ဒီလိုအလွယ်တကူဖြစ်နိုင်တဲ့အကုသိုလ်တွေမဖြစ်ရလေအောင်အရှက်တရားနဲ့ထိန်းရမယ်အကြောက်တရားနဲ့ထိန်းရမယ်တန်ဝေခတရားနဲ့ထိန်းသိမ်းရှောင်ရှားရမယ်လို့မြတ်စွာဘုရားရဲ့အဆုံးအမဒီလိုလာတာအဲ့ဒါကြောင့်မို့လို့မိမိတို့ကိုယ်တိုင်ဒီတဘာဝတရားတွေကိုယ်တဏ္ဍာမှာဖြစ်အောင်လုပ်မှဒီအရှက်တရားတွေနဲ့ပဲထိမ့်သိမ့်ဆောက်ရှောက်သွားနိုင်မှာဖြစ်တယ်ဟောမြတ်စွာဘုရားကအာတာပိနောတံဝေခိနောဘဝထာကြိုးစားရမယ်အရှက်ကိုဥတည်ပြီးတော့အရှက်တရားနဲ့ကြိုးစားရမယ်လုံလဝိရိယရှိရမယ်အကြောက်တရားကိုဥတည်ပြီးတော့အကြောက်တရားနဲ့ကြိုးစားအထောက်မှုရှိရမယ်မကောင်းမှုအကုသိုလ်တွေမလုပ်မိအောင်ထိမ့်သိမ့်ဆောက်ရှောက်ရမယ်လို့ဒီလိုဟောတာပေါ့နော်အဲ့ဒီမှာတကူလုတ်ပြီဆိုတဲ့အခါမှာနောက်ထပ်ကိုယ်တဏ္ဍာမှာဘာတွေရှိတဲ့နာတော့လို့ဆိုတတ္ထာယသီလေနဝိရိယေနသသမာဓိနာဓမ္မဝိနိစ္စယေနသလူတော်လူကောင်းတွေအတွက်ရှိရမယ့်အရေးချင်းတွေမြတ်စွာဘုရားကထုတ်ပြီးတော့ဟောတာတတ္ထာတဲ့
ယုံကြည်မှုရှိရမယ်ယုံကြည်မှုလို့ဆိုတဲ့နေရာမှာဒီသာမန်ယုံကြည်မှုကတစ်မျိုးအစစ်မြင့်တဲ့ယုံကြည်မှုကတစ်မျိုးခွဲခြားပြီးတော့မှတ်သားရကံကံဤအကျိုးကိုယုံကြည်တယ်ဆိုတာဒါလည်းယုံကြည်မှုတစ်ခုပဲဘုရားဘာသာဝင်နေနဲ့ဘုရားတရားသံဃာယရဏသုံးပါးကိုယုံကြည်တယ်တနည်းအားဖြင့်ဘယ်လူမျိုးပဲဖြစ်ဖြစ်ကိုယ်ဝယ်စိတ်ကပ်ရာကိုယုံကြည်တယ်အားထားရမယ့်အရာကိုယုံကြည်တယ်ဆိုယုံကြည်မှုရှိရအဲ့ဒီတတ္ထာဆိုတဲ့ယုံကြည်မှုဟာအင်္ဂလိပ်လိုပြန်တော့ faith လို့ပြန်တယ်ဒီနေ့ဘာသာတရားတွေယုံကြည်မှုတွေအားလုံးကို faith လို့ပဲခေါ်ကြတယ်ပေါ့အဲ့တော့ယုံကြည်မှုယုံကြည်ကြတာချင်းတူရလားလို့ဆိုတော့မတူဘူးနော်ဘာသာတရားတစ်ခုရဲ့ယုံကြည်မှုနောက်ဘာသာတရားတစ်မျိုးရဲ့ယုံကြည်မှုဘာသာကိုးကွယ်တဲ့ပုဂ္ဂိုလ်ရဲ့ယုံကြည်မှုကတူညီသလားဆိုတော့မတူညီမတူဘူးဆိုတာကိုသိထားဖို့လိုတယ်အနုဘဆိုရင်သူကလည်းသူ့ဖရာယုံတာပဲကိုကလည်းကိုဖရာယုံတာပဲတူတူပဲလို့ဒီလိုအောင်းမိတ်တတ်တယ်ကဲဒီပြားတွေအတာထားဗုဒ္ဓမြတ်စွာရဲ့အဆုံးအမကိုလက်ခံပြီးယုံကြည်ကြတဲ့ဘုရားဘာသာဝင်တွေရဲ့ယုံကြည်မှုကဘာလဲဘယ်လိုဟာကိုယုံကြည်မှုတတ္တာလို့ခေါ်တယ်လဲလို့ဆိုလို့ရှိရင်ယုံကြည်မှုနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်မြတ်စွာဘုရားကိုယ်တိုင်ကတတ္တဟတိတထာဂတတဘောဓေတရားဆိုတာတခြားမဟုတ်ဘူးမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်တာဒါကိုတရားလို့ခေါ်တယ်အဲ့ဒါဟာအမြဲတမ်းအရေးကြီးတယ်ဘုရားရဲ့အသိဉာဏ်ကိုယုံကြည်တာဒီနေရာမှာအနန္တတကုကိုယုံကြည်တာမဟုတ်ဘူးအဲ့ဒါကိုတတိထားတတ်ဖို့လိုတယ်မြတ်စွာဘုရားကငါရဲ့အနန္တတကုကိုယုံကြည်ကြလို့မပြောဘူးဘာကိုယုံကြည်ရမလဲဆိုရင်မြတ်စွာဘုရားရဲ့အသိဉာဏ်ကိုဘုရားရဲ့အသိဉာဏ်ကိုယုံကြည်တယ်ဒါကအလွန်အဓိပ္ပာယ်ရှိတယ်တကုယုံနာနဲ့အသိဉာဏ်ယုံနာဘယ်လိုကွာခြားတယ်လဲလို့ဆိုရင်တကုယုံတဲ့ပုဂ္ဂိုလ်ကတကုရှင်ရဲ့မဆာမှုကိုပဲမျှော်လင့်မယ်ဆုတောင်းနေမယ်တကုရှင်ရဲ့သဘောကျနေမယ်တကုရှင်စီကပေးလာမဲ့ blessing ကိုပဲမျှော်လင့်နေဆိုတဲ့အနေအထားမျိုးရှိကိုယ့်အကိုလှုပ်ဖို့ကြိုးစားဖို့ဆိုတာ तू မေ့ထားတကုရှင်ကြီးစီပဲတောင်းဒီတိုးလျိုတောင်းပန်ပြီးတော့တကုရှင်ကြီးစီကအနန္တတကုနဲ့မတာကိုပဲမျှော်လင့်နေမှာပဲဒါကစဉ်းစားကြည့်လေတကုယုံကြည်ရင်အဲ့ဒါလိုပဲနေမှာပဲဟောမြတ်စွာဘုရားကတကုယုံမှုမဟုတ်ဘူးတဲ့ဘာကိုယုံရအတိညာဏ်ကိုယုံရဘုရားရဲ့အတိညာဏ်ကိုယုံလိုက်တာနဲ့တပြိုင်နက်ဘယ်လိုဇက်တိုက်ဖြစ်လာတော့ဆိုအတိညာဏ်ကိုယုံကြည်သောအဖြစ်ဒီအတိညာဏ်နဲ့ဟောပြောထားတဲ့လှုပ်တင်တာနဲ့မလှုပ်တင်တာခွဲခြားပြီးတော့လှုပ်ရမယ်အရာကိုလှုပ်တင်တယ်လို့မြတ်စွာဘုရားကဆုံးမတယ်မလှုပ်ရမယ်အရာရှောင်ရမယ်လို့မြတ်စွာဘုရားဆုံးမတယ်ဒီလမ်းစဉ်အတိုင်းကျင့်ကြံကြိုးကုပ်အထုတ်မယ်ဆိုရင်ဒုက္ခတွေအဆုံးသတ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုမယ်ဒီလမ်းကြောင်းအတိုင်းသွားလို့ရှိရင်အပင်ငရဲကိုဆင်းရဲဒုက္ခတွေခံရမယ်လို့အဲ့ဒီလိုဟောထားတဲ့တရားတွေဆိုလိုတာကမကောင်းမှုဒုစရိုက်တွေလုပ်ရင်အပယ်လေးပါးကြာရောက်နိုင်တယ်ကောင်းမှုကုသိုလ်တွေလုပ်လို့ရှိရင်လူပြေနတ်ပြေချမ်းသာတဲ့ဘုံတွေရောက်ပြီးနောက်ဆုံးမှာအကောင်းဆုံးကုသိုလ်ရပြီဆိုလို့ရှိရင်တော့နိဗ္ဗာန်ထိအောင်ရနိုင်တယ်လို့ဟောဒီအဆုံးအမတွေဟာမြတ်စွာဘုရားရဲ့အတိညာဏ်ကိုယုံကြည်သောအဖြစ်ဒီဆုံးမမှုတွေဟာတခုမှမလွဲမှားဘူးလို့သူလက်ခံလာတယ်အဲ့တော့အတိညာဏ်ကိုလက်ခံလိုက်တဲ့ဖြင့်မြတ်စွာဘုရားရဲ့အဆုံးအမပေါ်မှာယုံကြည်သွားတယ်အတိညာဏ်ကိုယုံကြည်သောအဖြစ်ဘုရားရဲ့အဆုံးအမကိုလွဲမှားမှုမရှိဘူးလို့လက်ခံပြီးတဲ့အခါရှောင်ရမယ့်ဟာကိုရှောင်တယ်လုပ်ရမယ့်ဟာကိုလုပ်တယ်ဆိုတော့ခုနလိုတကိုးတော်အနန္တကိုတန်းတပြီးတကိုးတွေရဲ့အကျိုးကိုခံစားဖို့မရှိဘူးမိမိကိုယ်တိုင်လုပ်ရမယ့်ကိစ္စကိုလုပ်မယ်ရှောင်ရမှာကိုရှောင်မယ်ဆောင်ရမှာဆောင်မယ်ဆိုတဲ့
အတွေးပဲဝင်လာနိုင်ဒါကြောင့်မို့တကယ်စင်စစ်အကျိုးဖြစ်ဖို့ရာအတွက်ကြတယ်မိမိတို့ကိုးကွယ်တဲ့ဘာလို့ပဲကိုးကွယ်ပြီဆိုလို့ရှိရင်ကိုးကွယ်တဲ့ပုဂ္ဂိုလ်ရဲ့အသိဉာဏ်ကိုယုံကြည်ဖို့အရေးကြီးတယ်ဓမ္မသူ့ရဲ့အဆုံးအမကိုလိုက်နာမှာဖြစ်တယ်ပေါ့အဲ့တော့ဗုဒ္ဓဘာသာတွေအနေနဲ့တတ္ထာယုံကြည်မှုဆိုဒီမှာမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုလက်ခံခြင်းပဲဖြစ်တယ်အသိဉာဏ်ကိုလက်ခံတဲ့ဖြင့်မြတ်စွာဘုရားရဲ့အဆုံးအမအတိုင်းလိုက်နာကျင့်သုံးခြင်းဖြစ်တယ်ဒီလိုဆိုလိုတာပေါ့ဒါကအဲ့တော့မြတ်စွာဘုရားအဆုံးအမဆိုတာဘာလဲဆိုရင်ကောင်းမှုကုသိုလ်ကံဆိုတာရှိတယ်မကောင်းတဲ့အကုသိုလ်ကံဆိုတာရှိတယ်ကုသိုလ်ကံရဲ့အကျိုးတရားကချမ်းသာတဲ့အကျိုးအကုသိုလ်ကံရဲ့အကျိုးတရားကဆင်းရဲတဲ့အကျိုးအပြစ်ကင်းတဲ့အကုသိုလ်ဆိုတာအပြစ်ရှိတယ်လို့ခွဲခြားဟောကြားထားတာကိုလည်းလက်ခံတာကံကံရဲ့အကျိုးကိုလက်ခံတယ်ဆိုတာအဲ့ဒီအဓိပ္ပာယ်မျိုးဖြစ်လာမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်လိုက်တာနဲ့တတိကြီးဘုရားအသိဉာဏ်ယုံကြည်လိုက်တာနဲ့ဘုရားကနိဗ္ဗာန်ဆိုတာရှိတယ်အဲ့ဒီနိဗ္ဗာန်ကိုဘယ်လမ်းကသွားရမယ်ဘယ်လိုကျင့်ရမယ်ဆိုတာဒါတွေကိုလည်းပဲလက်ခံလာကောင်းတဲ့အလုပ်တွေလုပ်ဖြစ်လာဒါကမှန်ကန်တဲ့ယုံကြည်မှုရဲ့အကျိုးကျေးဇူးတွေပဲနောက်တစ်ခုကပြောမယ်ဆိုရင်တရားဆိုတာကုသိုလ်ကောင်းတဲ့လုပ်ငန်းတွေပေါ်မှာစိတ်ဝင်စားနေတာစိတ်ကြည်တာဟာတရားပဲတရားတရားဖြစ်နေပြီဆိုလို့ရှိရင်လူရဲ့စိတ်ဟာကာမိသန္တာဆိုတဲ့လောဘအညစ်အကြေးတွေမရှိဘူးဗျာပါဒဆိုတဲ့ဒေါသအညစ်အကြေးတွေမရှိဘူးစိတ်အစဉ်ဟာကြီးနေတယ်အဲ့ဒီကြီးနေပြီဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုတစ်ခုကိုလှုပ်ဖြစ်တာဟောဒါကိုဆိုလို့ဒါကြောင့်မို့တရားဆိုတာလည်းပဲကုသိုလ်တရားတွေဖြစ်ပေါ်လာဖို့အတွက်အခြေခံအကြောင်းတရားတစ်ခုပဲအဲ့ဒီတရားရှိလာပြီဆိုရင်ကိုကျင့်သီလနဲ့လည်းပြည့်စုံလာတယ်ကိုကျင့်သီလကိုအခြေခံပြီးတော့ပညာသမာဓိတို့ပညာတို့ဆိုတာကိုလည်းကိုယ်တဏ္ဍာမှာပြည့်စုံလာအောင်အထောက်လာတတ်တယ်တဲ့ဒါကြောင့်မို့တရားဟာလည်းအရေးကြီးတယ်လို့ကြီးပွားတိုးတက်မှုအတွက်ဒါဒီလိုဆိုလိုတာပေါ့အဲ့တော့တရားရှိလာပြီဆိုရင်နောက်ဆက်တွဲကဘာတွေပါလာတော့ဆိုကိုကျင့်သီလလို့ဆိုဒီမှာပတ်ဝန်းကျင်ကိုလေးစားတတ်တဲ့သဘောပဲသီလဆိုတာပတ်ဝန်းကျင်ကိုလေးစားတာပတ်ဝန်းကျင်ကိုဒုက္ခမပေးတာပတ်ဝန်းကျင်ကိုဒုက္ခပေးတဲ့အလုပ်မျိုးကရှောင်တာကိုသီလလို့ခေါ်တာစဉ်းစားကြည့်လေပါဏာတိပါဒဆိုတာကိုယ့်ကိုယ်တတ်တာပြောတာမှမဟုတ်တာကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့တက်ရှိတရားဝါတွေကိုလေးစားတဲ့သဘောပဲမေတ္တာထားတဲ့သဘောပဲဒါကြောင့်မို့သူများအသက်တတ်ခြင်းမှရှောင်နေဆိုတော့ကိုယ့်ပတ်ဝန်းကျင်ကိုကိုယ်လေးစားရရောက်တယ်ပေါ့ဒါကြောင့်မို့သီလဟာတကယ်ကိုအဘယဒါနနော်ဘေးမဲ့ပေးခြင်းပဲပါဏာတိပါဒသူများတဲ့တတ်ခြင်းမှရှောင်ကျင်ခြင်းသည်ပတ်ဝန်းကျင်ကိုလေးစားခြင်းပဲဖြစ်တယ်အဒိဏဒါနကိုယ်ပစ္စည်းကိုခိုးတာမှမဟုတ်ပဲခိုးရင်မတရားယူရင်သူများပစ္စည်းကိုယူတာယူပြီးဆိုလို့ရှိရင်ပစ္စည်းဆုံးရှုံးသွားတဲ့ပုဂ္ဂိုလ်ဟာစိတ်ဒုက္ခရောက်တယ်အဲ့တော့ကိုကပတ်ဝန်းကျင်ကိုလေးစားသူများပစ္စည်းကိုမဟုတ်တာငါမယူဘူးလိမ်ဒီလှီးပြားပြီးတော့မယူဘူးသူများပစ္စည်းကိုတစ်ဖက်သားစိတ်ဆင်းရဲမဲ့အလုပ်မျိုးကိုမလုပ်ဘူးလို့ဟောအဒိဏဒါနရှောင်ရင်ခြင်းဟာလည်းပဲပတ်ဝန်းကျင်ကိုလေးစားမှုကိုပြတာပဲဖြစ်တယ်ပေါ့ကာမေတုမိစ္ဆာစာရသူမိသားစုကိုမိသားစုရှိတယ်သူများမိသားစုတွေသွားပြီးကာမဂုဏ်ကိစ္စတွေနဲ့ကျူးလွန်မဲ့ဆိုရင်အဲ့ဒီမိသားစုတွေကစိတ်ဆင်းရဲမှုရှိတယ်ဒါကြောင့်မို့စိတ်ဆင်းရဲမှုမဖြစ်စေရဘူးပတ်ဝန်းကျင်ကိုလေးစားတယ်မုဒ္ဒဝါဒဆိုတာလေကိုယ့်ကိုလိန်နာတဲ့သူများကိုလိန်ညအဲ့တော့ကိုကလိန်လိုက်လို့အလိန်ခံရတဲ့လူတယောက်ဟာစိတ်ဆင်းရဲမှုတွေနဲ့ကြုံရအဲ့တော့ပတ်ဝန်းကျင်ကိုလေးစားပြီးတော့ဘု து အပေါ်မှာမှန်ရွင်ဖြစ်အောင်လိမ့်လီလှစားမှုမလုပ်ဘူးဆိုလို့ရှိရင်လေပတ်ဝန်းကျင်ကိုလေးစားတာပဲဖြစ်တယ်သူရမေရိယကြည့်သူရမေရိယရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဟာအမှားမှန်ခွဲခြားသိနိုင်စွမ်းနေအပြော့သွားဘာဖြစ်လို့လဲဆိုရင်
စိတ်ကိုတွေးဝေသွားစေတဲ့ရစ်မှုသွားစေတဲ့အရေးမျိုးဟာလူရဲ့အုံနောက်ကိုပြပြားစေတယ်ပေါ့အဲ့ဒီအုံနောက်ပြပြားသွားလို့ရှိရင်မှန်ကန်တဲ့အသိဉာဏ်အတွေးတွေအမှန်တွေရဖို့ခဲရင်သွားဒီအရေးဝင်ပြီးမူးယစ်နေတဲ့အချိန်မှာဒီပုဂ္ဂိုလ်ဟာဒီ hallucination ခေါ်တဲ့အရက်ကြောင်တာတွေကြောင်နေတတ်တယ်ပေါ့အဲ့ဒါလို့လုပ်ပြီးဆိုရင်သူကိုယ်တိုင်ကလည်းအန္တရာယ်ပြုတတ်တယ်သူများရဲ့အန္တရာယ်ပြုမှုကိုလည်းသူခံလာရနောက်ဆုံးမှာပင်ကိုယ်စိတ်ပြောက်ပြီးတော့အသိဉာဏ်တွေတုံးသွားနိုင်တဲ့အနေအထားမျိုးရှိတာဖြစ်တော့ကြောင့်ဒီမိမိကိုယ်တိုင်ကမူရစေစားသုံးခြင်းဖြင့်မိမိရဲ့မိသားစုစိတ်ဆင်းရဲရမယ်ပတ်ဝန်းကျင်မှာစိတ်ဆင်းရဲရမယ်ဆိုတာတွေဖြစ်ပေါ်လာနိုင်ဒါကြောင့်အယက်သေးစာမူရစေဝါရှောင်ခြင်းအားဖြင့်ပတ်ဝန်းကျင်ကိုလေးစားရရောက်တယ်မိမိရဲ့မိသားစုရဲ့အကျိုးတရားကိုလည်းဆောင်ရွက်နိုင်တယ်ကိုယ်ကျိုးကိုယ်စီးပွားကိုလည်းဆောင်ရွက်နိုင်တယ်တိုင်းကျိုးပြည်ကျိုးကိုလည်းဆောင်ရွက်နိုင်တယ်အမျိုးဘာသာသာသနာအကျိုးကိုလည်းဆောင်ရွက်နိုင်တယ်မူရင်းနေတဲ့ပုဂ္ဂိုလ်တယောက်ဟာကိုယ်ကျိုးလည်းမလုံနိုင်ဘူးမိသားစုအကျိုးလည်းမလုံနိုင်ဘူးတိုင်းကျိုးပြည်ကျိုးလည်းမလုံနိုင်ဘူးလုပ်ရင်လည်းမှားမှားယွင်းယွင်းနေဖြစ်ကုန်မှာပဲဒီလိုဆိုလိုတာပေါ့အဲ့ဒါကြောင့်မလို့တရားရှိလာပြီလို့ကိုချင်းတရားကောင်းလာပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာအများအတွက်အကျိုးဖြစ်ထွန်းလာတာသီလရှိလာပြီဆိုပြီးအများအတွက်ကောင်းကျိုးချမ်းသာတွေဖြစ်လာအဲ့တော့သီလရှိလာပြီဆိုတဲ့ရှိတဲ့သီလကိုဝိရိယဆိုတဲ့ခုနပြောတဲ့ကြိုးစားအထောက်မှုတွေနဲ့ထိမ့်သိမ်းထားရစောင့်ရှောက်ရမယ်ကြိုးစားအထောက်မှုရှိရကြီးပွားတိုးတက်လာတဲ့ပုဂ္ဂိုလ်တိုင်းဟာကြိုးစားအထောက်ဖြစ်ဖို့တဲ့ဟောနောက်တစ်ခုကဘာလို့ဆိုတမာတိလူတွေရဲ့စိတ်တွေဟာပြန့်လွင့်နေတယ်ဆိုလို့ရှိရင်ပြန့်လွင့်နေတဲ့စိတ်တွေကိုယ်အကျိုးသူ့အကျိုးကြာကြာနာနာစဉ်းစားနိုင်တဲ့အသိဉာဏ်မျိုးမရနိုင်ဘူးတဲ့စိတ်ဓာတ်လွင့်ပါနေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့အသိဉာဏ်ဟာလည်းပဲဘယ်နေရာမှမစူးရောက်တော့ပဲနဲ့ဖြစ်တယ်တမာတိရှိမှပညာဆိုတာဖြစ်တယ်ဒါကြောင့်မို့တမာဟိတောယထာဘူတံဇာနာတိပတ္တတိတမာတိရှိပြီဆိုတော့မှအမှန်ကန်သိနိုင်တယ်လို့မြတ်စွာဘုရားဟောတာဒါကြောင့်မို့လို့တမာတိတရားဆိုတာကိုယ်စိတ်ကလေးတည်ငြိမ်မှုတည်ကိုယ်စိတ်နှလုံးမှာအေးချမ်းသာရတာမဟုတ်ဘူးအကြံကောင်းဉာဏ်ကောင်းတွေကိုဖြစ်ပေါ်စေလို့သဘာဝတရားတွေကိုအမှန်သိနိုင်တာဖြစ်သောကြောင့်တမာတိဆိုတာရှိအောင်ကြိုးစားအားထုတ်အောင်ဖြစ်တယ်ပေါ့စိတ်ဓာတ်တည်ငြိမ်လာတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်ကိစ္စပဲဖြစ်ဖြစ်လောကရေးရာကိစ္စပဲဖြစ်ဖြစ်လူမှုရေးကိစ္စပဲဖြစ်ဖြစ်ရရေးရွာရေးကိစ္စပဲဖြစ်ဖြစ်ဘာသာရေးကိစ္စမှာပဲဖြစ်ဖြစ်အမှန်အကန်ယထာဘူတဉာဏတတနာမှန်မှန်ကန်ကန်သိနိုင်တယ်ဆိုတဲ့အနေအထားမျိုးရှိအကယ်၍စိတ်ဓာတ်လွယ်ပါနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်တော့မှအမှန်ကန်သိနိုင်စွာမရှိဘူးမရှိသည့်အတွက်ကြောင့်လှုပ်လိုက်ရင်ပြောလိုက်ရင်တွေးလိုက်ရင်အလွဲတွေကြီးပဲဖြစ်သွားနိုင်တယ်ပေါ့အကျိုးသက်ရောက်မှုအားနည်းသွားနိုင်တယ်ဒါကြောင့်တမာတိဆိုတဲ့တရားလဲကိုယ်တဏ္ဍာမှာရှိအောင်ကြိုးစားအထောက်ဒါတွေဟာလူတွေရဲ့စွန့်ရည်တတ္တိတွေပဲအပြင်ဘက်ကလာတာမဟုတ်ဘူးကိုယ်တဏ္ဍာမှာရှိရမယ့်စွန့်ရည်တတ္တိတွေပဲအဲ့ဒီစွန့်ရည်တတ္တိတွေမညံ့အောင်ကိုလုံးရမယ်လို့ဒီလိုပြောတာဟောနောက်တစ်ခုကဘာလို့ဆိုရင်ဓမ္မဝိနည်းဆရာဓမ္မဝိနည်းဆရာဆိုတာအကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးဆုံးဖြတ်နိုင်စွမ်းရှိရဆုံးဖြတ်နိုင်စွမ်းရှိရမယ်မြင့်သွားတဲ့ပညာရတစ်ခုဖြစ်သွားအစစ်မြင့်တဲ့ပညာရဆိုတာဘာကိုပြောတာလဲတို့တွေဘဝဆိုတာရထားတယ်တို့ရထားတာဘာရထားတာလဲလို့မေးရင်ယုံနဲ့နံနှစ်မျိုးပဲရတယ်ဒီတဲ့ချက်ပြောလို့ရှိရင်တို့ရထားတာဘာတော့ခန္ဓာ၅ပါးရထားတယ်ခန္ဓာ၅ပါးဆိုတာရူပခန္ဓာဆိုတဲ့ယုတ်တရားကြီးရထားတယ်အဲ့ဒီယုတ်တရားကြီးနဲ့ဆက်ဆက်ပြီးတော့ဘာတွေဖြစ်တော့စိတ်ရဲ့ခံစားမှုတွေစိတ်ရဲ့မှတ်သားမှုတွေစိတ်ရဲ့လှုပ်ဆော်မှုတွေအသိစိတ်တွေတို့ရထားတာဒါပဲရှိတယ်ဟောစိတ်လည်းရတယ်ခံစားမှုလည်းရတယ်မှတ်သားမှုလည်းရတယ်လှုပ်ဆော်မှုတွေလည်းတို့မှရနေတယ်အဲ့တော့ပေါင်းလိုက်ရင်ယုံနဲ့နံနှစ်မျိုးပဲချဲ့လိုက်လို့ရှိရင်ယုတ်ခန္ဓာတစ်ခုနဲ့နာမ်ခန္ဓာ၄ခုခန္ဓာ၅ပါးဆိုတာကိုတို့တွေရထားတယ်လို့
ကိုရထားတဲ့သဘာဝတရားတွေပေါ်မှာဆုံးဖြတ်နိုင်စွမ်းရှိတဲ့အသိဉာဏ်ကိုဒီနေရာမှာဓမ္မဝိနည်းဆရာဒီလိုပြောတာပေါ့နော်အဲ့ဒီလိုဆုံးဖြတ်နိုင်စွမ်းရှိလာပြီဆိုတဲ့အခါမှာ तू ကအမှန်သိလာကိုရထားတဲ့ပေါ်မှာအမှန်သိလာတဲ့အသိဉာဏ်ဟာအင်မတန်မှတန်ဖိုးရှိတယ်ကိုအသိဉာဏ်ဖြင့်ဘာကိုဖယ်ရှားနိုင်လို့ဆိုမသိတဲ့မောဟဆိုတာကိုဖယ်ရှားနိုင်တယ်မသိတဲ့မောဟတွေမကဘူးဘာကိုဖယ်ရှားနိုင်လို့ဆိုတွေ့တာမှုတို့လိုချင်မှုတို့တရားမှုတို့မတရားမှုတို့ဆိုတာတွေကိုလည်းအသိဉာဏ်ကခွဲခြားသိပြီးတော့ဖယ်ရှားပြနိုင်တယ်လို့ဒီလိုဆိုတာပေါ့နော်ဟောနောက်တစ်ရှိရမယ့်ကိစ္စတစ်ခုကဉာဏ်အကြီးတစ်ခုကဘာတော့ဆိုတမ္ပန္နဝိဇ္ဇာစရဏဝိဇ္ဇာဆိုတဲ့အသိဉာဏ်ရဲ့စရဏဆိုတဲ့အကျင့်တရားကြီးအဲ့ဒီနှစ်ခုနဲ့ပြည့်စုံအောင်ကြိုးစားအထောက်ကိုယ်တဏ္ဍာမှာဆိုလိုတာကအကျင့်တရားနဲ့လည်းပြည့်စုံရမယ်အကျင့်တရားကိုအမိပြီးတော့ဖြစ်လာတဲ့အသိဉာဏ်နဲ့လည်းပြည့်စုံအောင်ဆိုလိုအပြန်အလှန်ထိန်းထားတာဒါအလုတ်ရဲ့အသိဉာဏ်ရဲ့ဒီနှစ်ခုပေါ့နော်အလုတ်နဲ့အသိဉာဏ်အကျင့်နဲ့ဉာဏ်ဒီနှစ်ခုကအပြန်အလှန်ထိန်းချုပ်ထားတာဖြစ်တော့ကြောင့်အကျင့်သာပါပြီးတော့အသိမရှိဘူးဆိုရင်လည်းမှားရွံ့နိုင်တယ်အသိသာရှိပြီးအကျင့်မပါဘူးဆိုလည်းအကျိုးမဖြစ်ထုံးဘူးတဲ့ဒါကြောင့်မို့လို့ဒီဝိဇ္ဇာနဲ့စရဏလို့ဆိုတဲ့ဒီနှမျိုးဟာကိုယ်တဏ္ဍမှာရှိနေရမယ့်အရာဖြစ်တယ်ဟောနောက်တစ်ခုကတော့ဘာလို့ဆိုပဋိတ္တာဘာလို့တတိရှိနေရမယ်တတိရှိမှပညာတို့ဘာလို့ဆိုတာဖြစ်တယ်တတိမရှိဘဲနဲ့ပညာဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးဒါကြောင့်မို့လောကတတိကောင်းအောင်ကြိုးစားအထောက်ကြကိုယ်ခန္ဓာကိုယ်ပေါ်ခန္ဓာကိုယ်ရဲ့သဘာဝကိုသိဖို့တတိဆိုတာကစိတ်နဲ့အာယုံကိုစုံစည်းပေးရမယ်အဲဒီလိုစုံစည်းပေးလိုက်တဲ့အခါမှာပညာကသဘာဝတရားကိုသိနိုင်တယ်ဆိုတာမျိုးဒီလိုဖြစ်လာတာကိုဒီလိုဆိုတာနော်အဲ့ဒီအခြေအနေတွေကိုယ်တဏ္ဍာမှာရှိလာပြီဆိုလို့ရှိရင်နော်ဘယ်လိုအကျိုးရတော့ဆိုမြတ်စွာဘုရားဇဟိတထဒုက္ခမိထံအနပ္ပကံလောကမှာကြုံတွေ့ရတဲ့အခက်အခဲတွေပြဿနာတွေဆင်းရဲဒုက္ခတွေခန္ဓာကိုယ်ကြောင့်ဖြစ်လာတဲ့ဒုက္ခမျိုးစုံတွေတဏှာထဲမှာကြုံတွေ့ရတဲ့ဒုက္ခမျိုးစုံအဲ့ဓာတွေကိုဖယ်ရှားပြစ်နိုင်မှာဖြစ်တယ်ဒီဒုက္ခတွေကလွတ်မြောက်အောင်လုပ်နိုင်မှာဖြစ်တယ်လို့ဒီလိုဟောတာဒီဒေသနာတော်မှာအဲ့တော့ဘုန်းကြီးတို့တွေအခြေခံအစပြောရတာအရှက်တရားနဲ့မဟုတ်တာတွေမလုံးမိအောင်ထိမ့်သိမ်းဆောက်ရှောက်ဝီရိယတရားနဲ့ကြိုးစားအထောက်အတန်ဝေကဆိုတဲ့အကြောက်တရားနဲ့မဟုတ်တာတွေမလုပ်အောင်ထိမ့်သိမ်းဆောက်ရှောက်ရမယ်ကစပြီးယုံကြည်မှုတွေရှိရမယ်ကိုချင်းသီလတွေကောင်းရမယ်အသိပညာတွေထက်မြက်ရမယ်တမာတိတွေရှိရမယ်နောက်ဆုံးအကျင့်နဲ့အသိဉာဏ်ဆိုတာတပြေးညီဖြစ်ပြီးတော့တတိစွမ်းအားတွေမြင့်ထားမယ်ဆိုလို့ရှိရင်များပြားလာတဲ့အခက်အခဲတွေဆင်းရဲဒုက္ခတွေ problem တွေအလုံးကလွတ်မြောက်နိုင်တယ်လို့ဒီလိုဆိုလိုတာပေါ့ဒီနေရာမှာဒီတရားတော်ဖြစ်ပေါ်လာတာဘယ်လိုဟာဖြစ်ပေါ်လာတော့ဆိုတာမန်လူတယောက်အနေထားအနေနဲ့ဖြစ်လာတဲ့သဘောတရားဒါကဘဝမှာသင်္ကန်းစာယူဖို့ပြောတကယ်အဖြစ်ပြက်လူတယောက်ရဲ့အဖြစ်ပြက်ကလေးတစ်ခုကိုကြည့်ပြီးတော့ဘဝနဲ့သင်္ကန်းစာသူ့ရဲ့သင်္ကန်းစာကိုယူပြီးတော့ကိုယ်တိုင်လေးကျင့်ကြံကြိုးကိုအထောက်ကြရမယ်လို့ဒီလိုဆိုတာပေါ့အဲ့ဒီမှာမြတ်စွာဘုရားလက်ထက်တုန်းကတာဝတိမြို့မှာအလုံးကိုဆင်းရဲတဲ့လူတယောက်ရှိတယ်ဝတ်တဲ့အဝတ်ကလည်းပဲရည်နွမ်းပြီးတော့စုပ်ပြတ်နေတယ်စားစရာမရှိလို့ဟိုအိမ်ကထမင်းကြံဒီအိမ်ကထမင်းကြံလိုက်လံတောင်းပြီးတော့စားနေရတဲ့လူတယောက်အဲ့ဒီဘဝသို့တော့သူ့ကြည့်လိုက်ရတဲ့အခါဟိုအကဲခတ်ကြည့်မယ်ဆိုလို့ရှိရင်တော့အသိဉာဏ်တော့ရှိကုန်ရကံအကျိုးမပေးသည့်အတွက်ကြောင့်စားဝတ်နေရေးအဆင်မပြေပြီးတော့ဆင်းရဲဒုက္ခကြုံနေရတဲ့လူတယောက်ပေါ့အေးတိတတ်တဲ့စိတ်ကောင်းလေးရှိတယ်တိတတ်တယ်ဆိုတာလေးသူ့ရဲ့တဏ္ဍမှာကတော့ရှိနေတာပဲဒါကြောင့်မို့ဆုံးခံသွားရင်ရှင်အနန္ဒမထေရမြတ်ကအဲ့ဒီလိုအလွန်ဆင်းရဲတဲ့လူတယောက်ကိုတွေ့တော့
ကဲတင်တဲ့အနေနဲ့ပေါ့လေဒီဒီလောက်ဆင်းရဲနေတာဘုန်းကြီးဝတ်ပါလားလို့ကြောင်းလာပြီးတော့သင်္ကန်းဝတ်မလားလို့သူ့ရဲ့အခြေအနေကိုကြည့်ပြီးတော့ရှန္ဒနာကသူ့ကိုအကြံပြုတာပြုတဲ့အခါကျတော့သူကဘာပြောတော့ဆိုရှင်ဘုရားတဲ့တပည့်တော်လို့စုပ်ပြတ်နေတဲ့ဆင်းရဲတာဘယ်သူကဝတ်ပေးမှာတော့နဲ့ဆိုအေးမင်းဝတ်ချင်တယ်လို့သာပြောငါဝတ်ပေးမယ်လို့ဆိုတော့သူကသဘောတူလိုက်တယ်သဘောတူလိုက်တော့ရှန္ဒနာအကြောင်းခေါ်သွားပြီးတော့အကြောင်းရောက်တဲ့အခါမှာသင်္ကန်းတွေပါပေးပြီးသူ့ကိုသင်္ကန်းဝတ်ပေးလိုက်တယ်အဲ့ဒီထင်မဲ့သူလူဘဝတုန်းကဝတ်တဲ့အဝတ်ကဘယ်နေရာကြည့်ကြည့်အကုန်လုံးရည်နေတာနော်ထိုင်လိုက်ရင်လည်းပြိခနဲ့ပြဲသွားတဲ့အဝတ်မျိုးတွေဘယ်နာကကြည့်ကြည့်ရည်ပြီးတော့စုပ်နေတယ်အသုံးဝင်တဲ့နေရာတစ်ခုမှမရှိဘူးဒါပေမဲ့လို့သူကအဲ့ဒီအဝတ်ကလေးပေါ်မှာတန်ရစင်ရှိတယ်အဲ့ဒီအဝတ်ကလေးရဲ့သူထမင်းတောင်းစားတဲ့ခွက်ကလေးရဲ့ဒါလေးနှစ်ခုကိုလွတ်မပြစ်နိုင်လူတွေရဲ့တန်ရောစင်ဆိုတာအကောင်းပေါ်မှာတွေ့တာမဟုတ်ဘူးအဆုံးပေါ်မှာလည်းတွေ့တတ်တယ်ဒါတတိထားเสียပေါ့နော်တချို့ဆိုလို့ရှိရင်ကျိုးတို့ကျိုးစားဥခွက်ကလေးတွေကစာမပြည့်ရတဲ့အခါကျတော့အိမ်မော်တို့ရှုပ်ပွားနေအောင်ဟိုနာထားဒီနာထားတွေဖြစ်တယ်အဲ့လိုလူမျိုးကလည်းရှိသေးတယ်ဘယ်ဟာမှမပြည့်ရဘူးအကုန်လုံးစုထားတာတွေရှိတယ်ဟောသူကလည်းသင်္ကန်းသာဝတ်လာတယ်လူဘဝတုန်းကဝတ်တဲ့အဝတ်စုပ်အဝတ်ပြက်ကလေးနဲ့ခွက်လေးကိုမပြစ်နိုင်ဘူးမပြစ်နိုင်တော့ဇေတော်ကျောင်းထဲကလူသူမမြင်တဲ့ခက်လန်းလန်းမှရှိတဲ့တစ်ပင်ခွာကြားလေးသွားတင်ထားတယ်တဲ့တစ်ပင်ခွာကြားလေးသွားတင်ထားပြီးတော့ကျောင်းရောက်တော့ရှန္ဒနာကကမ္မထမ်းထိုင်နေတွေပါလေသင်ပေးတယ်သင်ပေးပြီးသူ့ကိုတရားအထုတ်ခိုင်းတယ်ပေါ့တရားအထုတ်ရင်ဘာဖြစ်လာတော့ပြင်းလာလောကလူတွေကပေါ့ပါလွတ်လပ်နေရတယ်ဆိုရင်သဘောကျစီးနဲ့ကန်းနဲ့နေရပြီဆိုရင်မနေကြတော့ဘူးပြင်းလာသူကလည်းအဲ့လိုပြင်းလာတဲ့အခါကျတော့သူဘာလုပ်တုံးဆိုရင်အဲ့ဒီသူသိမ်းထားတဲ့အဝတ်စုပ်ကလေးနဲ့ခွက်ကလေးစီကိုသွားတယ်သူအဲ့ဒီသွားပြီးတဲ့အခါကျဘာလုပ်တုံးဆိုရင်သူ့ကိုယ်သူပြန်ကြည့်တယ်အခုဝါလင်းစားရတဲ့အဝတ်ကလည်းကောင်းတယ်နော်ဝါလင်းစားရတဲ့အဝတ်ကလည်းဒီခွက်စုပ်နဲ့အဝတ်စုပ်ကြည့်ပြီးတဲ့အခါကျတော့မင်းဒီဘဝကိုပြန်သွားအောင်မလို့လားမင်းအတော်အရှက်မဲ့တဲ့ကောင်ပဲသူ့ကိုယ်သူနော်ဒီအဝတ်စုပ်ဝတ်ပြီးတော့ဒီခွက်နဲ့တောင်းစားခြင်းသေးတယ်လားမင်းတော်အရှက်မဲ့တဲ့ကောင်ပဲကိုစိတ်ကိုဆုံးမလိုက်တာအရှက်နဲ့တားလိုက်တာပေါ့ဒါဟုတ်အရှက်နဲ့တားမင်းဟာရှက်เสียအလွန်ကောင်းတယ်ဒီလိုအစစ်မြင့်တဲ့ဘဝရောက်ရတဲ့နဲ့ဘဝအောက်တန်းကျတဲ့ဘဝကိုမင်းပြန်ဆင်းအောင်မယ်ဆိုရင်မင်းအရှက်မဲ့တဲ့ကောင်ဖြစ်မှာပေါ့နဲ့သူ့ကိုယ်သူကိုတွေးတောပြီးတော့အဲ့ဒီကနေပြန်ဆုတ်လာခဲ့တယ်သူ့စိတ်လေးဆုတ်နေတာတွေပြန်ပြီးတော့အားတင်းလိုက်ပြီးတော့ကမ္မထာတစ်ခါအားထုတ်ပြန်အားထုတ်ပြီးရက်လေးအတော်ရလာတဲ့အခါကျတစ်ခါသွားပြန်ပြီစိတ်ကထွက်ချင်စိတ်ပေါက်လာပြန်အဲ့ဒီသွားပြီးတော့မင်းအတော်အရှက်မဲ့တဲ့ကောင်ပဲဒီအဝတ်စုပ်ပြန်ဝှချင်နေပြန်မလားနဲ့သူ့ကိုယ်သူဆုံးမတာခဏဒီကိုယ်တော့အဲ့ဒီနဲ့ခဏသွားတာကိုယဟန်တွေကမြင်တဲ့အခါကျသူ့မေးတယ်နေသမ်းမအောင်ကိုတော့အဲ့ဒီတစ်ပင်သွားနေတာကိုတော့ဘာလုပ်ထားတုံးဆိုသူကပြောတယ်တပည့်တော်ဆရာသမားစီသွားတာပါတဲ့နော်အဲ့ဒါမျိုးလေးနဲ့လှုပ်ထားရတယ်ကိုဆရာသမားဆိုတာလေးတင်ထားတယ်နော်ဆရာသမားစီသွားတာပါတဲ့ဆရာသမားစီသွားပြီးအဆုံးမခံတာပါသူကဒီလိုပြောတယ်နောက်တရက်ကျတော့ခုနကတရားစွမ်းအားတွေဝိရိယစွမ်းအားတွေတတိစွမ်းအားတွေတမာရိစွမ်းအားတွေနဲ့သူကျင့်လိုက်တဲ့အခါကျတော့သူ့ရဲ့ဝိပဿနာဉာဏ်ကြီးတွေတက်လာပြီးနောက်ဆုံးမှသူကယဟန္တာပုဂ္ဂိုလ်ဖြစ်သွားတယ်အတော့ကိုထူးခြားသူ့ဉာဏ်ကြီးကကောင်းသည့်အတွက်ကြောင့်ရှန္ဒနာပေးထားတဲ့နီလန်းတိုင်ကျင့်လိုက်တာအောင်မြင်ပေါက်ရောက်ပြီးတော့သွားအဲ့ဒီအောင်မြင်ပေါက်ရောက်သွားတဲ့အခါကျတော့ तू အဲ့ဒီဘက်ကိုမသွားတော့အခါကျတော့ကိုရော်တွေကပြောတယ်ဘယ်နဲ့လဲကိုရော်ဆရာစီမသွားပါလားကြာပြီဒီလမ်းမလာတာကိုရော်ဆရာစီမသွားတော့ဘူးလားဆို तू ကဘာပြောတော့ဆရာနဲ့အဆက်အသွယ်ပြတ်သွားပြီဗျာတဲ့တပည့်တော်အရင်တော့ဆရာနဲ့အဆက်အသွယ်ရှိနေတော့သွားတာပါတဲ့
အခုဆရာနဲ့အဆက်အသွယ်ပြတ်သွားပါပြီဆိုတော့ယဟန်တွေကမြတ်စွာဘုရားလျှောက်ကြတယ်သူစကားအထူးဆန်းနေအဲ့ဒီမှာမြတ်စွာဘုရားသူဟာသူ့ကိုယ်သူအရှက်တရားနဲ့ထိမ့်ပြီးတော့အခုလိုလူတော်လူကောင်းဘဝကနေပြီးနောက်ဆုံးယဟန္တာဖြစ်သည့်တိုင်အောင်ကြိုးစားအားထုတ်လာတာဖြစ်တယ်ဆိုတဲ့အကြောင်းမြတ်စွာဘုရားဒီဒေသနာတော်ကိုဟောတာဖြစ်ပါတယ်။ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘုန်းကြီးတို့တွေလည်းကိုယ့်ကိုယ်အရှက်တရားနဲ့နော်နေရာတကာမှာအရှက်တရားနဲ့အကုသိုလ်တွေမဖြစ်ရအောင်တားဖို့လိုအပ်တယ်။မကောင်းတဲ့အတွေ့တွေတွေးမိမင်းမရှက်ဘူးလားဒါတွေတွေးနေတာဒါတွေဟာမကောင်းတဲ့အတွေ့တွေပဲလို့အရှက်နဲ့တားလိုက်ပါမကောင်းတဲ့စကားပြောတော့မယ်လို့တွေးမိတဲ့အခါမှာလဲအေးဒါတွေပြောလိုက်ရင်မင်းရှက်စရာကြီးပဲမရှက်ဘူးလားဟောမပြောဖြစ်တော့ဘူးမကောင်းတဲ့အလုပ်လုံးတော့မယ်ဆိုလို့ရှိရင်လဲအေးမရှက်ဘူးလားဒါတွေကအလွန်ရှက်စရာကောင်းတယ်အရှက်ကွဲမဲ့အလုပ်တွေပဲဒီအလုပ်တွေဟာမကောင်းတဲ့အလုပ်တွေပဲလို့အရှက်တရားနဲ့ကိုယ်တဏ္ဍာမှာဖြစ်ပေါ်လာမဲ့အကုသိုလ်တွေကိုဒီလိုတားဆီးပေးခြင်းကအစနောက်ဆုံးအသိဉာဏ်တွေရရှိပြီးတော့ထူးချွန်ထက်မြက်လာတဲ့ဉာဏ်ရည်ဉာဏ်သွေးတွေတက်လာတဲ့အခါမှာတို့တွေလည်းဆင်းရဲဒုက္ခအလုံးကိုလွန်မြောက်နိုင်တဲ့အသိဉာဏ်ကိုရရှိကြမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးတော့အရှက်တရားဖြင့်မကောင်းမှုအကုသိုလ်ကိုတားနိုင်ဖို့ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း